ပေးလိုက်အောင်ညီမလေးနှစ်ယောက်စုပေးလိုက်အောင်ဘာဖြစ်ပါစေဘာလို့စုကောင်းပေးလိုက်လေစုပေးလိုက်တယ်လို့ကိုရင်ဝင်တော့ပါစွန်းခံရင်ဘယ်လိုပေးရအောင်စွန်းခံရင်ဘယ်လိုပေးရတာဟုတ်တယ်လေရုပ်စုသိတယ်ဒီမလေးနေရဒီမလေးနေရပေး ဘေးကနေကင်းပြီးတော့ ဟုတ်အဲလို့ပြမပါဘူးစိတ်ချမ်းသာလို့လေ လုံးလေးခြိထားကြအောင် အေးမဟုတ်အေး လုံးလေးခြိထားကြအောင်လုံးလေးခြိထားကြအောင် ကိုကြီးကစုပေးအောင်မလို့ကိုကြီးစုပေးလိုက်အောင်ကိုကြီးစဉ်းစားတာကိုကြီးရကြားလိုက်တာဟဲ့ဒီမလေးနေရအနေရကတဲ့ပေကတဲ့ကင်းရင်ပြီးတော့လိုရတဲ့နာတလုံးသွားတယ်နဲ့ပြည်သူကြပါလေဒါပဲလားပြီးသားပြီဒါပဲလုံးရှင်ကိုလိုက်အောင်၃ချိန်တစ်ချိန်နှစ်ချိန်သုံးချိန်ရပါ